ရောင်းတော့ကျမတို့ပခုံးတန်းနဲ့စပြီးတော့ရောင်းခဲ့ရတာပေါ့နော်အဲ့ဒီကနေမှတစ်စင်ချင်း၄ဘိန်းတို့ဂျေကားတို့ကနေအခု live ထွက်ဖြစ်သွားတာပေါ့နော်ဆိုင်နာမည်လေးကတော့ရန်ကုန်ရွှေအေးပါပဲရှင်ကိုတော့ကတော့ရန်ကုန်မှာတက်ရောင်းခဲ့တာမလို့ရန်ကုန်ရွှေအေးအမိတက်ခဲ့တာပါ1998ခုနှစ်ကစရောင်းခဲ့တာပါအခုဆိုရင်28နှစ်ရှိသွားပါပြီရှင်တပွဲကို300 500နဲ့စရောင်းခဲ့ရတာပါအခုကျတော့တပွဲကိုပွဲသေး2000ပွဲကြီး2500ပါရွှေရည်ကကြတော့မုံလက်ဆောင်ဘက်ရဲ့အုံတို့ကြောက်ကြောရဲ့တာကူရဲ့ကြောက်ကြောမဲရဲ့စီကလေးမရဲ့အုံဒီမြေလို့စိမ့်ရဲ့ပေါင်မုံရဲ့အုံတို့ရဲ့ပါရှင်အုံဒီကကြတော့အိမ်မှာချစ်ညစ်ဆက်ကိုနှလုံးလုပ်ပေးထားတာအိမ်နဲ့အုံဒီခွဲပြီးတော့အိမ်နဲ့ချစ်ညစ်ဆက်လုပ်ပေးထားတာအုံတို့ကလည်းကိုယ်တိုင်လုပ်မုံလက်ဆောင်ဘက်ကလည်းအိမ်နဲ့လက်ဖြစ်ပဲတစ်နှစ်ပတ်လုံးထွက်တာလွင်မိုးဆောင်နားရက်မရှိပေါ်တာကတော့ပွဲရီမတက်မပေါအောင်လူတွေလောက်မှလို့ရပါတယ်စားကောင်းတာကတော့အုံတို့များမယ်နှိုစိမ့်များမယ်ပေါ့ချိုးစိမ့်ရတာလေးပေါ့ဆိုင်ကတော့မနေ့10နာရီဆိုစပေါ်မှာပြီးညနေဆိုရင်9ခွဲဆိုရင်သိမ်းပါပြီရှင်35လမ်း6လေးနဲ့65ကြားမှာပါရှင်ကျမတို့ရန်ကုန်ရွှေရေးကိုအော်ဒါမှာမယ်ဆိုရင်လည်းဖုန်းနံပါတ်ကတော့3940 2549242မှာယူနိုင်ပါတယ်ရှင်လာရောက်အားပေးဖို့လည်းကျမတို့ဖိတ်ခေါ်ပါတယ်ရှင်